အားလုံးပဲမင်္ဂလာပါကိုတုဒရဲ့ Audiobook Channel လေးကနေကြိုဆိုလိုက်ပါတယ်ဗျာဒီကနေ့မှာတော့စိတ်အေးချမ်းစရာဇာတ်လမ်းလေးတစ်ပုဒ်နဲ့အတူကျွန်တော်ပြန်လည်ရောက်ရှိလို့လာပါပြီဒီကနေ့မှာကျွန်တော်တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့မိဘမောင်နှမတွေအတွက်အပြိုရည်ကိုအပြတ်ခံပြီးတော့ဘဝကိုစုံစုံမြုပ်သွားတဲ့အထိရေစုံမျောသွားတဲ့ရွှေကြာမာလေးမမို့အောင်ဆိုတဲ့စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဗျာကောင်းပြီမမို့ကိုဖမ်းခြင်းကျွန်တော်ကိုပါတခါတည်းဖမ်းသွားပါခိုးရပါပစ္စည်းကိုလက်ခံထားတဲ့သူအနေနဲ့ကျွန်တော်လည်းပါဝင်တာပဲမဟုတ်လားပြီးတော့မြန်တို့မင်းနောက်ွယ်ကနေဒါတွေလုံနေတယ်ဆိုတာငါသိတယ်ဦးရမင်းရဲ့စကားကြောင့်အနောက်မှာကားထဲကနေချောင်းကြည့်နေတဲ့ဒေါ်မြန်တို့မျက်နှာပြတ်သွားပါတယ်မမို့အောင်ကိုစက္ကန်းကိုခေါ်သွားတဲ့အချိန်မှာတော့တမျိုးလုံးကသတင်းစာတွေမှာရွှေကြာမာလေးရဲ့တခိုးမှုဆိုပြီးတော့ဟိုးလေးတကြော်ကြော်ပါသွားပါတယ်ဒေါ်ကေတီနဲ့ဒေါ်မြန်တို့ကတော့အင်ကြီးတစ်ခုရဲ့ခမ်းမဆောင်ထဲမှာပြုံးလို့ပြောလို့အောင်ပွဲခံနေကြပါတယ်။ဒါပေမဲ့ဦးရဲမင်းမှလည်းနောက်ဆုံးလက်နက်တစ်ခုရှိနေပါသေးတယ်။အဲ့ဒါကတော့ဦးမြတ်တာရဲ့ကိုရေးအရာရှိဟောင်းတယောက်စီကရထားတဲ့ဦးမြတ်တာနဲ့ဒေါ်ကေတီတို့ရဲ့တရားမဝင်စီးပွားရေးမှတ်တမ်းတွေပါပဲ။မမို့မင်းခဏတော့တီးခံပါ။ငါမင်းကိုဂုံတိတ်ခါရှိရှိနဲ့ဒီအမှုကနေလွတ်အောင်လုပ်ပေးမယ်။အမှန်တရားကခုမှစမှာပါ။မမိုးအောင်ဟာအချုပ်ခန်းထဲကတန်တိုင်တွေကိုကိုင်ရင်းနဲ့အပြင်ကလာမင်းကြီးကိုကြည့်နေမိပါတယ်။သူမဟာရွှေကြာတပွင့်လိုညစ်ပတ်တဲ့ရေထဲမှာပွင့်ခဲ့ရပေမဲ့အခုတော့မှုန်တိုင်းတန်ကိုကြမ်းကြမ်းခံဖို့ဆုံးဖြတ်လိုက်ပါပြီ။တရားရုံးခန်းမတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေတယ်ဗျ။ဒါပေမဲ့အဲ့ဒီတိတ်ဆိတ်မှုအောက်မှာပြင်းထန်တဲ့စိတ်လှုပ်ရှားမှုလှိုင်းလုံးများရိုက်ခတ်နေတယ်။တရားရုံးကလထိုင်မှာရက်နေတဲ့မမိုးအောင်ကရခင်အခါတည်းပို၍ပိန်လီပေမဲ့လေသူမရဲ့မျက်ဝန်းများမှာတော့အားကိုးရမဲနေတဲ့ကြောက်ရွံ့မှုတွေအစားတည်ငြိမ်တဲ့ခံယူချက်တစ်ခုဝင်နေသလိုရှိနေပါတယ်။တရားရုံးဘက်ကရှေ့နေကဒေါ်ကေတီနဲ့ဒေါ်မြတ်နိုးတို့ရဲ့ညွှန်ကြားချက်အတိုင်းမမို့အောင်ကိုခိုးမှုဖြစ်အပြင်းထန်ဆွဆွဲနေတယ်။အမိန့်ရှိပါဒီကောင်မလေးဟာဦးမြတ်တာရဲ့အိမ်မှာခဏတာနေထိုင်စဉ်အတွင်းမှာ3,900တန်ရွှေတွေကိုခိုးယူပြီးတော့ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။ဒါဟာမိသားစုအတွက်ပေးဆက်တယ်ဆိုတဲ့ခေါင်းစဉ်အောက်ကနေသူတို့အပစ္စည်းကိုမတရားယူတဲ့လုပ်ရက်ပဲဖြစ်ပါတယ်။ရှင်းနေရဲ့စကားအဆုံးမှာတော့ပြိတ်သက်ချာမှဒေါ်ကေတီကအနိုင်ရသူလားပြုံးလိုက်ပါတယ်။ဒေါ်မြန်တို့ကတော့မမိုးအောင်ကိုမုံတီးသောအကြည့်များဖြင့်စိုက်ကြည့်နေတယ်ဗျ။မမိုးအောင်မင်းမဘာပြောစရာရှိလဲ။တရားသူကြီးရဲ့မေးခွန်းကိုမမိုးအောင်ကဖြင်းညင်းစွာမိုးကြည့်ရင်ဖြေလိုက်ပါတယ်။သူမရဲ့အတန်ကတော့တိမ်ဝင်မနေပဲကြည်လင်နေတယ်ဗျ။ကျမမခိုးပါဘူး။ကျမယူခဲ့တာဆိုလို့ကျမရဲ့စိန်ရဲတဲ့မိသားစုကိုပေးဖို့ကျမရဲ့ဂုံတိတ်ခါနဲ့လဲလှယ်ထားတဲ့ငွေကြေးအချို့ပဲရှိပါတယ်။ကျမဂုံတိတ်ခါကိုရောင်းစားခဲ့ပေမဲ့သူတို့အပစ္စည်းကိုခိုးယူတဲ့အထိတော့ကျမမနှိမ်ကြပါဘူး။ဒါဆိုတက်သေးရှိလား။ရှင်းနေကထပြီးတော့ကန့်ကွက်တယ်ဗျ။အဲ့ဒီအချိန်မှာပဲခမ်းမတကားမှခြေတံပြင်းပြင်းထွက်ပေါ်လာတယ်။ဦးရဲမင်းကလက်ထဲမှာစာရွက်တချို့နဲ့တူဝင်လာတယ်ဗျ။သူ့ရဲ့ဘေးမှာတော့ဦးမြတ်တာရဲ့ကိုရေးအရာရှိဟောင်းတယောက်နဲ့ဦးမြတ်တာကိုယ်တိုင်ခေါင်းငိုက်ဆိုင်ကြကပါလာပါတယ်ကျွန်တော်တက်တည်ပြပါမယ်။ဦးရဲမင်းရဲ့အတန်ကခမ်းမတစ်ခုလုံးကိုလွှမ်းမိုးသွားပါတယ်။သူသည်ဒေါ်ကေတီကိုယ်တိုင်ရဲအရာရှိအချို့ကိုလက်ထိုးကအမှုဆင်ခဲ့တဲ့အတန်ဖိုင်နဲ့ဦးမြတ်တာကိုချိန်ချောက်၍လက်မှတ်ထိုးခိုင်းခဲ့တဲ့မှတ်တမ်းများကိုတရားရုံးကိုတင်ပြလိုက်တယ်ဗျ။အမိန့်ရှိပါဒီအမှုဟာမမို့အောင်ကိုဂုံတိတ်ခညှိုးနှွဲအောင်ကြံဖန်ဖန်တီးထားတဲ့အမှုဖြစ်ပါတယ်။ဦးမြတ်တာကိုယ်တိုင်လည်းသူဇနီးရဲ့ချိန်ချောက်မှုကြောင့်မဟုတ်မမှန်ထွက်ဆိုခဲ့ရကြောင်းဝန်ခံထားပါတယ်။ဦးမြတ်သားကတုံရီနေသောအတန်ဖြင့်ထွက်ဆိုတယ်ဗျဟုတ်ပါတယ်ကျွန်တော်ခိုင်းလို့လုပ်ရတာပါမိုးမိုးအောင်ဘာမှမခိုးပါဘူးခမ်းမတစ်ခုလုံးပွက်လောရိုက်သွားတယ်ဗျဒေါ်ကေတီကမျက်နှာပြက်ခါထိုင်ကုန်မှထရက်လိုက်တော့လဲရဲရရှိများကသူမကိုတားဆီးလိုက်တယ်ဦးရဲမင်းကအဲ့ဒီများနဲ့မရက်ပဲဒေါ်ကေတီရဲ့တရားမဝင်ငွေကြေးခဝါချမှုနဲ့မမိုးအောင်ရဲ့မောင်လေးများကိုချိန်ချောက်ခဲ့တဲ့အထောက်အထားများကိုပါတရားရုံးကိုပေးအပ်လိုက်တယ်ဗျတရားခံမမိုးအောင်တွင်အပြစ်မရှိသဖြင့်အမှုမှအပီးပိုင်လွှတ်လိုက်ပါတယ်။အမှုစင်သူဒေါ်ကေတီနဲ့ဒေါ်မြတ်နိုးတို့ကိုတော့ထပ်မံစစ်ဆေးရန်အမိန့်ချမှတ်လိုက်တယ်ဗျ။တရားရုံးရဲ့အဆုံးဖြတ်ဟာမမိုးအောင်အတွက်တော့ငရဲကန်းကနေကျွတ်လွတ်လိုက်တယ်လို့ပါပဲ။ဒေါ်ကေတီနဲ့ဒေါ်မြတ်နိုးတို့ရဲ့မဟုတ်မမှန်ဆွဆွဲချက်တွေဟာဦးရဲမင်းတင်ပြလိုက်တဲ့အထောက်အထားခိုင်ခိုင်လုံလုံတွေရှေ့မှာပြိုလဲသွားခဲ့ရပြီ။ဒါပေမဲ့မမိုးအောင်အတွက်တော့ဒါဟောင်းအောင်ပွဲတစ်ခုတည်းစာရင်နာကျင်စရာသင်ခန်းစာတစ်ခုသာဖြစ်ခဲ့ပါတယ်။
ရုံးချိန်အပြီးအပြင်ကိုထွက်လာတဲ့အခါနေအောင်ကြီးဟာမမိုးအောင်ရဲ့မျက်နှာပေါ်ကိုဖျာချနေပေမဲ့သူမရဲ့စိတ်ထဲမှာတော့တခုခုကိုစိုးရိမ်နေမိစေပါမမိုးအားလုံးပြီးသွားပါပြီကိုမင်းကိုဂတိပေးထားတဲ့အတိုင်းမင်းရဲ့တိတ်ခါကိုပြန်ဆယ်ပေးနိုင်ခဲ့ပါပြီဦးရဲမင်းကမမိုးအောင်ရဲ့ပခုံးကိုအသားအရပုတ်ရင်းအားပေးစကားပြောပါတယ်မမိုးအောင်ကတော့မျက်ရည်ဝဲနေတဲ့မျက်လုံးတွေနဲ့ဦးရဲမင်းကိုမောကြည့်လိုက်တယ်ဗျကျေးဇူးတင်ပါတယ်ဦးရဲမင်းကျမဘွားမှာဦးရဲမင်းသာမရှိခဲ့ရင်ကျမအခုချိန်မှာဘယ်လိုအခြေအနေမျိုးရောက်နေမလဲမသိဘူးဦးရဲမင်းအဖွားကောရင်ကျမကိုမေလေးလို့ထင်နေတဲ့အဖွားကိုစိတ်ထိကြိုက်သွားမှကျမအကြောက်ဆုံးပဲမမိုးအောင်ရဲ့စကားမဆုံးခင်မှာပဲဦးရဲမင်းရဲ့ဖုန်းကမြည်လာတယ်ဗျဖုန်းကိုကင်လိုက်တဲ့ဦးရဲမင်းရဲ့မျက်နှာကချက်ချင်းဆိုသလိုဖြူလျော့သွားခဲ့ပါတယ်ဘာအမေတတိလစ်သွားတယ်ဟုတ်လားအေးငါအခုအချက်ရှင်ပြန်လာခဲ့မယ်ဦးရဲမင်းနဲ့မမိုးအောင်တို့ဆေးရုံကိုအပြေးလွှာသွားရောက်ကြတယ်ဗျအရေးပေါ်ခန်းထဲမှာအသက်ရှူဆက်တွေကြားမှာပိုက်တန်းလန်းနဲ့လေးလျောင်းနေတဲ့အဖွားအိုဒေါ်သက်မုံကိုမြင်ရတဲ့အခါမမိုးအောင်ရင်ထဲမှာစိုးနေလာပါတယ်အဖွားအိုဟာသူမကိုတကယ်ချစ်တဲ့မိခင်တယောက်လိုနှွေးထွေးခဲ့တာမဟုတ်လားအမေသမီးရောက်ပါပြီမမိုးအောင်ဟာအဖွားအိုရဲ့အေးဆက်နေတဲ့လက်ကလေးကိုစုပ်ကင်ပြီးတော့ငိုယူကခေါ်လိုက်ပါတယ်ခဏကြာမှတော့အဖွားအိုကမျက်လုံးလေးကိုအားယူပြီးဖွင့်ကြည့်လာပါတယ်အဖွားအိုရဲ့မျက်လုံးတွေထဲမှာရခင်ကားလိုဝေဝါးနေတဲ့အရေးအယောင်တွေမရှိတော့ပဲကြည်လင်နေတာကိုမမိုးအောင်သတိထားမိလိုက်ပါတယ်သမီးမမိုးအောင်ညီကိုငါသိပါတယ်အေးမေတတိရလာပြီလားငါကတတိမိနေတာမဟုတ်ပါဘူးသားရဲ့ငါသမီးမေလေးဆုံးသွားတဲ့ကငါရင်ထဲမှာအပူမီးတွေတောက်လောင်နေခဲ့တာမမိုးအောင်ရောက်လာတဲ့အခါသူ့ရဲ့ကျင်နာမှုတွေကြောင့်ငါသမီးလေးပြန်လာသလိုခံစားရလို့ငါကအလိုက်တင်ဟန်ဆောင်နေခဲ့တာပါညီဟာစိတ်ထားကောင်းတဲ့မိန်းကလေးတယောက်ပါမမိုးအောင်ရဲ့အဖွားအုပ်ကမမိုးအောင်ရဲ့ပါးပြင်ပေါ်ကမျက်ရည်တွေကိုသူမရဲ့တုံရီနေတဲ့လက်ကလေးတွေနဲ့တုပ်ပေးရှာပါတယ်သမီးညီကိုလူတွေကရွှေကြားလို့ခေါ်ကြတယ်မဟုတ်လားအဲ့ဒီစကားလုံးကိုညီမရှက်ပါနဲ့ညီဟာရွှေလိုတန်မိုးရှိတဲ့စိတ်ထားရှိပြီးတော့ကြာပန်းလိုဖြူစင်တဲ့သူလေးပါနုံထဲမှာပွင့်ပေမဲ့နုံမတင်တဲ့ကြာပန်းလေးပေါ့သမီးရဲ့လူတွေရဲ့ပါစကားပြောတဲ့စကားတွေနောက်ကိုမလိုက်ပါနဲ့ညီရဲ့ဘွားကိုညီကိုယ်တိုင်တိတ်ခါရှိရှိပြန်တီဆောက်ပါအဖွားဦးရဲ့စကားတွေကမမိုးအောင်ရဲ့နှလုံးသားထဲမှာဆွဲမြဲသွားပါတယ်ဒါဟာသူမအတွက်တော့ဘဝရဲ့အကြီးမားဆုံးသောကောင်းကြီးတစ်ခုပါပဲမေဘာမှမဖြစ်စေရဘူးနော်သမီးအမေကိုပြုစုအောင်မှာပါတော်ပြီသမီးငါရဲ့အချိန်ကစေ့ပါပြီရဲမင်းသားဒီကောင်မလေးကိုမင်းစောင့်ရှောက်ပေးပါသူ့မှာဘယ်သူမှမရှိတော့ဘူးသူ့ကိုညစ်ပတ်တဲ့လောကထဲပြန်မြောက်အောင်သားရဲ့လက်နဲ့ဆွဲတင်ပေးပါအဖွားဦးဟာသူ့မနဲ့မမိုးအောင်ရဲ့လက်နှစ်ဖက်ကိုပေါင်းစည်းပေးရင်းနဲ့အသက်ရှူတန်းခပ်ပြင်းပြင်းထွက်လာကမျက်လုံးလေးတွေမှိတ်သွားပါတော့တယ်ဈေးရုံခန်းထဲမှာမမိုးအောင်ရဲ့ရှိုက်တဲ့နဲ့ဦးရဲမင်းရဲ့တပ်ပြင်းချတံတွေကပဲ့တင်ထက်နေပါတယ်အဖွားဦးရဲ့အာတုဘကိစ္စတွေပြီးဆုံးသွားတဲ့အခါမမိုးအောင်ဟာဦးရဲမင်းရဲ့အိမ်တော်ကြီးကနေထွက်ခွာဖို့ပြင်ဆင်ပါတယ်သူမမှာဂုံတိတ်ခါတွေရှိနေပြီမို့တစုံတယောက်ရဲ့အရေးအောက်မှာဟန်ဆောင်ပြီးရှင်တန်မနေကျင်တော့ပါဘူးဦးရဲမင်းကျမကိုခွင့်ပြုပါကျမကိုချေတောက်ဘက်ကိုရက်တီချင်ပါတယ်ဦးရဲမင်းပေးခဲ့တဲ့အကူအညီတွေကိုကျမတစ်သက်လုံးမိမှာမဟုတ်ပါဘူးဦးရဲမင်းကမမိုးအောင်ကိုတားဖို့ပြင်ပေမဲ့သူမရဲ့မျက်လုံးထဲမှာခိုင်မာတဲ့ဆုံးဖြတ်ချက်ကိုမြင်တော့ခေါင်းငိမ့်ပြလိုက်ပါတယ်ကောင်းပြီမမို့မင်းကိုငါမတားပါဘူးဒါပေမဲ့တခုတော့မှတ်ထားပါမင်းနောက်ပြန်လှည့်ကြည့်တဲ့အခါငါဆိုတဲ့လူကြီးကမင်းအတွက်အမြဲတမ်းအဆင်သင့်ရှိနေမယ်ဆိုတာကိုပေါ့မမိုးအောင်ဟာအဝတ်အစားထုတ်လေးတွေကိုဆွဲပြီးတော့အိမ်ကြီးထဲကနေထွက်လာခဲ့ပါတယ်သူမရဲ့အရှိမတော့ဘာတွေဖြစ်လာမလဲမသိသေးတဲ့အနာဂတ်ရှိပေမဲ့သူမရဲ့စိတ်ထဲမှာတော့အဖွားအိုပြီးခဲ့တဲ့ရွှေလိုတန်ဖိုးရှိတဲ့ကြာပွင့်လေးဆိုတဲ့စကားကအင်အားတွေဖြစ်နေပါတော့တယ်ဒါပေမဲ့မြို့ပေါ်ကတခြားတနေရာမှာတော့ဒေါ်မြတ်နိုးကတော့သူမရဲ့ရှုံးနိမ့်မှုကိုလက်မခံနိုင်ပဲမမိုးအောင်ကိုဖျက်ဆီးဖို့နောက်ထပ်လှည့်ကွက်တစ်ခုကိုစတင်နေပါပြီသူမကမမိုးအောင်ရဲ့မောင်လေးတွေရောက်နေတဲ့နေရာကိုစုံစမ်းလိုက်ပါတယ်မမိုးအောင်ညီကငါးယောက်ျားကိုယူဖို့ကြံစီနေတာပေါ့လေအေးညီမောင်လေးတွေရဲ့ဘွားကိုငါပဲလို့နင်းချေမလဲဆိုတာကြည်ထားလိုက်ပါဦးဟာဟာဟာဦးရမင်းရဲ့အိမ်တော်ကြီးကနေထွက်ခွာလာပြီးတဲ့နောက်မှာမမိုးအောင်ဟာမြို့စွန်ကရက်ခွက်လေးတစ်ခုမှာအခန်းချင်းလေးတစ်ခန်းငှားလိုက်ပါတယ်သူမပါလာတဲ့ငွေချေးအနှဲငယ်နဲ့မောင်လေးနှစ်ယောက်ကိုကြောင်းပြန်ထားဖို့ပြင်ဆင်နေပါတယ်အတိတ်ကရွှေကြာဆိုတဲ့နာမည်ဆိုးကိုဖျောက်ပြက်ပြီးတော့
တမယိုးကြအလုပ်တစ်ခုနဲ့ဘွားကိုရိုးရိုးသားသားဖြတ်တန်းဖို့သူမဆုံးဖြတ်ထားပါတယ်။ဒါပေမဲ့မမုံအောင်မသိတာကအမုန်းတရားဆိုတာတောမီလိုပဲတစုံတစ်ယောက်ကိုမလောင်ကျွမ်းမချင်းမငိမ့်သက်နိုင်ဘူးဆိုတာပါပဲ။ဟဲ့မောင်လေးတို့ဒီနေ့ကျောင်းမှာဘာတွေသင်လဲ။မမုံအောင်ကဈေးကပြန်လာရင်းနဲ့မောင်လေးနှစ်ယောက်ကိုပြုံပြုံလေးမေးလိုက်ပါတယ်။မောင်အကြီးဖြစ်တဲ့မင်းမင်းက15နှစ်အရွယ်ရှိပြီဖြစ်လို့လူပြပေါင်းအရွယ်ရောက်နေပြီမို့သူ့ရဲ့မျက်နှာကအနှဲငယ်ညှိုးငယ်နေတာကိုမုံအောင်တတိထားမိလိုက်တယ်။ဘာမှမဟုတ်ပါဘူးမမကျောင်းကတငယ်ချင်းတွေကလေမမအကြောင်းရှောက်ပြောနေကြလို့မမရဲ့စကားကြောင့်မုံအောင်ရင်ထဲမှာစိတ်ကနေနာကျင်သွားပါတယ်။သူမရဲ့အတိတ်ကပေးဆက်မှုတွေဟာမောင်လေးတွေအတွက်ရှက်စရာဖြစ်နေပြီလား။မောင်လေးတို့မမကိုယုံပါမမဘာပဲလုပ်ခဲ့မောင်လေးတို့အတွက်ပဲစဉ်းစားခဲ့တာပါ။အခုမမတို့ဘွားအစ်စ်ကစနေပြီမဟုတ်လားမမိုးအောင်ကမောင်လေးတွေကိုချောမော်ပြီးတော့ထမင်းကျွေးနေတော့မှပဲအိမ်ရှိကိုကားတစ်စီးဆိုက်ရောက်လာပါတယ်ကားဘောက်ကဆင်းလာတာကတော့မျက်နှာသားတင်းတင်းမမာနဲ့ဒေါ်မြတ်နိုးဖြစ်နေပါတယ်ဟာဟာဟာညီတို့မောင်နှမတွေပျော်နေကြတယ်ပေါ့လေဒေါ်မြတ်နိုးကအိမ်ထဲကိုအတင်းဝင်လာပြီးတော့ဧကန်းမှာဝင်ထိုင်လိုက်ပါတယ်မမိုးအောင်ကတော့ကြောက်လန့်နဲ့မောင်လေးတွေကိုအနောက်ကိုပို့လိုက်တယ်မမမြတ်နိုးဘာကိစ္စရှိလို့လဲကျမလည်းဦးရဲမင်းရဲ့အိမ်ကနေထွက်လာခဲ့ပြီပဲကျမတို့ကိုအေးအေးဆေးဆေးနေခွင့်ပြုလိုက်ပါတော့ဘာအေးအေးဆေးဆေးဟုတ်လားညီးကြောင့်ငါအိမ်တော်ကြီးပျက်စီးခဲ့ရတာလေရဲမင်းကငါ့ကိုကွာရှင်းဖို့ရှေ့နေစာတွေပို့နေပြီဒါတွေအားလုံးကညီးလိုအောက်တန်းစားကောက်မှလေးကြောင့်ပဲဒေါ်မြင့်တို့ကပြောရင်သူမရဲ့အိတ်ထက်ကစာအိတ်တအိတ်ကိုထုတ်လိုက်ပါတယ်ဒါကညီးရဲ့မောင်လေးမင်းတက်နေတဲ့ကျောင်းကကျောင်းအုပ်ကြီးစီကိုငါပို့မဲ့စာပဲညီးရဲ့ရာဇဝင်စုံညီးရဲ့ပိုင်းလုံးမဘွားတွေကိုဓာတ်ပုံနဲ့တကွာကျောင်းမှာကတ်ထားလိုက်ရင်ညီးမောင်လေးကျောင်းမှာဆက်နေရဲတော့မလားကြည်ရသေးတာပေါ့မလုပ်ပါနဲ့မမမြန်တို့ရဲ့ကျမကိုပဲနှိပ်ဆက်ပါကျမမောင်လေးတွေကိုတော့ဘာမှမလုပ်ပါနဲ့နော်မမိုးအောင်ကဒေါ်မြန်တို့ရဲ့ခြေထောက်ကိုဖက်ပြီးတော့တောင်းပန်ရှာပါတယ်ဒါပေမဲ့ဒေါ်မြန်တို့ကတော့မတီမမြင်ပြုံးလိုက်ရင်းနဲ့အေးရချင်ရင်တော့နီးလန်းတစ်ခုရှိတယ်ညီးကိုဒေါ်ကေတီကအလိုရှိနေတယ်ညီးတာဒေါ်ကေတီစီမှာသွားပြီးတော့ဝန်ခံလက်မှတ်ထိုးပေးမယ်ဆိုရင်ငါညီးမောင်လေးတွေကိုလှုပ်ပေးမယ်ဒေါ်ကေတီစီသွားခိုင်းတာဟာချင်းတစ်တွင်းထဲကိုလှုပ်လိုက်တာနဲ့အတူတူပါပဲဒါပေမဲ့မမိုးအောင်ဟာမောင်လေးတွေရဲ့အနာဂတ်အတွက်နောက်တစ်ချိန်စတေးဖို့ဆုံးဖြတ်လိုက်ရပြန်ပါတယ်ညနေဆောင်မှာတော့မမိုးအောင်ဟာဒေါ်ကေတီရဲ့စံအိမ်ကြီးစီကိုတယောက်တည်းသွားခဲ့ပါတယ်အိမ်ထဲရောက်တော့ဒေါ်ကေတီနဲ့အတူနောက်ထပ်လူတစ်ယောက်ကိုတွေ့လိုက်ရတဲ့အခါမမိုးအောင်သွေးပြတ်သွားရတယ်အဲ့ဒီသူကတော့ထောင်ကနေခစ်တာလွတ်လာတဲ့အာမခံနဲ့ထွက်လာတဲ့ကိုကျော်စောဖြစ်နေလို့ပါဟာဟာဟာမမိုးအောင်ငါတို့ပြန်ဆောင်ကြပြီပေါ့ဟာကိုကျော်စောရဲ့အကြီးတွေကရမန်စောတွေနဲ့ပြည့်နေပါတယ်ဒေါ်ကေတီကတော့ဘေးကနေဝိုင်းတောက်ရင်းအေးဆက်ကြည့်နေပါတယ်မမိုးအောင်ညီးကိုငါကိုညီမလို့ပါညီးတာကိုကျော်စောနဲ့အတူနေဘက်ကိုထွက်သွားပြီးတော့တသက်လုံးပြန်မလာဘူးလို့ဂတိပေးရင်ညီးမောင်လေးတွေအတွက်ပညာသင်စိတ်ငါအကုန်တောင်းဝင်ယူတယ်ဒါပေမဲ့ညီးဒီမျိုးမှာဆက်ရှိနေလို့တော့မရဘူးဒါဟာမမိုးအောင်ကိုမျိုးကနေအပီးပိုင်မောင်းထုတ်ပြီးတော့ကိုကျော်စောရဲ့လက်ထဲကိုထည့်ပေးလိုက်တာပါပဲမမိုးအောင်ဘာလို့ရမလဲဝေခွဲမြဖြစ်နေတော့မှာပဲသူ့ဘဲမှာလိုက်သွားစရာမလိုဘူးအိမ်ထဲကိုဦးရဲမင်းဝုန်းကနေဝင်လာပါတယ်ဗျဦးရဲမင်းကမမိုးအောင်ကိုအနောက်ကိုဆွဲခေါ်လိုက်ပြီးတော့ဒေါ်ကေတီနဲ့ကိုကျော်စောကိုစိုက်ကြည့်နေလိုက်ပါတယ်ဒေါ်ကေတီခမများရဲ့ကစားပွဲတွေကဒီမာတင်ရက်လိုက်တော့ကျော်စောမင်းကတော့အာမခံစီကံဖောက်ဖျက်မှုနဲ့ထောင်ထဲကိုပြန်သွားရတော့မယ်ဦးရမင်းရဲ့အနောက်မှာရဲအရာရှိတွေပါလာတာကိုမြင်လိုက်တဲ့အခါဒေါ်ကေတီမျက်နှာပြတ်သွားပါတယ်ရှင်ဘယ်လိုသိတာလဲကျုပ်ကမမိုးကိုမျက်ကြည့်မပြတ်စောင့်ကြည့်နေတာပါမျက်နှိုးဘာတွေလုံနေတယ်ဆိုတာကလည်းကျွန်တော်သိတယ်ဦးရမင်းကမမိုးအောင်ရဲ့လက်ကိုခိုင်ခိုင်မာမာစုပ်ကင်လိုက်ပါတယ်မမိုးမင်းဘယ်သူ့ကိုမှကြောက်စရာမလိုတော့ဘူးမင်းရဲ့မောင်လေးတွေကိုလည်းငါကြောင်ကောင်းကောင်းမှပြောင်းထားပေးမယ်အခုကစပြီးမင်းဟာဘသူရဲ့ရွှေကြာမှမဟုတ်ဘူးငါရဲ့ဇနီးလောင်ဖြစ်နေဂုံတိတ်ခါရှိနေရတော့မယ်မမိုးအောင်ဟာဦးရဲမင်းရဲ့ရင်ဝင်ထဲမှာရှိုက်ကြီးတငယ်ငိုကြွေးနေပါတော့တယ်ဒါဟာဝမ်းနေလို့ငိုတာမဟုတ်ဘဲနဲ့သူမရဲ့ဘဝမှာပထမဆုံးအချိန်လုံခြုံမှုနဲ့တန်ဖိုးထားမှုကိုခံစားလိုက်ရလို့ငိုတာပဲဖြစ်ပါတယ်ဦးရဲမင်းရဲ့ရင်ဝင်ထဲမှာမမိုးအောင်ရှိုက်ကြီးတငယ်ငိုကြွေးနေမိတာဟာ
တသက်စာနာကျင်မှုတွေကိုစေးကြောပစ်လိုက်တယ်လို့ပါပဲဒေါကေတီရဲ့ဆိုင်ကြီးထဲမှာရဲအရာရှိတွေကကိုကျော်စောကိုလက်ထိတ်ကဖမ်းဆီးသွားသလိုဒေါကေတီကိုယ်တိုင်ကိုလည်းတရားမဝင်စီးပွားရေးလုပ်ငန်းတွေနဲ့အမှုဆင်မှုတွေကြောင့်စစ်ဆေးမေးမြန်းမှုရဲစခန်းကိုလိုက်သွားရပါတော့တယ်။ဘာကြောင့်ဆိုမို့ဒီနေရာကမင်းနဲ့မထိုက်တန်ဘူး။ဦးရဲမင်းကမမိုးအောင်ကိုတွဲခေါ်ပြီးတော့အပြင်ထွက်လာခဲ့ပါတယ်။ရဲအနေငယ်ကြာပြီးတဲ့နောက်မှာမြို့ပေါ်ကသတင်းစာတွေမှာဒေါကေတီနဲ့ဦးမြတ်တာတို့ရဲ့စီးပွားရေးအင်ပါယာဟာပြိုလဲသွားတဲ့အကြောင်းတွေကမျက်နှာဖုံးသတင်းတွေဖြစ်နေပါတယ်။ဒေါ်မြန်တို့ကတော့သူမရဲ့အကြံစီတွေကပျက်စီးသွားပြီးတော့ဦးရဲမင်းနဲ့လည်းတရားဝင်ကွာရှင်းလိုက်ရတဲ့အတွက်မြို့ပေါ်မှာမျက်နှာမပြရဲဘဲနဲ့တခြားမြို့တစ်မြို့ကိုအပီးအပိုင်ပြောင်းရွှေ့သွားခဲ့ရပါတယ်။မမိုးအောင်ဟာအရင်ကအခန်းချင်းလေးထဲမှာပဲဆက်နေခဲ့ပါတယ်။သူမဟာဦးရဲမင်းရဲ့အကူအညီကိုအကန့်အသတ်နဲ့ပဲယူချင်တာပါ။သူမရဲ့ကိုယ်ပိုင်အားထုတ်မှုနဲ့ဘဝကိုတီဆောက်ပြခြင်းနဲ့မန်လေးကသူမရဲ့မျက်ဝန်းတွေမှာအယောင်တောက်နေပါတယ်။မမဒီနေ့ကျောင်းမှာဆီယမကချီးမွမ်းနေဗျ။ကျွန်တော်တို့ကိုစာမေးပွဲမှာအမှတ်အများဆုံးရလို့တဲ့။မောင်လေးမမရဲ့ဝမ်းသာအားရပြောတဲ့ကြောင်မမိုးအောင်ပြုံးလိုက်မိပါတယ်။သူမပေးဆက်ခဲ့ရသမျှဟာအခုတော့အသီးပွင့်နေဝေစာအစပြုတ်လာပြီမဟုတ်လား။အဲ့ဒီအချိန်မှာပဲအိမ်ရှိကိုဦးရမင်းရောက်လာပါတယ်။ဒီတခါတော့သူကဝစ်စုံအပြည့်နဲ့မဟုတ်ပဲရိုးရိုးရှင်းရှင်းပစိုးနဲ့အင်ကြီးလေးကိုပဲဝတ်ထားပါတယ်။သူ့ရဲ့လက်ထဲမှာလည်းနှင်းစီပန်းတစ်စီးမဟုတ်ပဲနဲ့လှပလက်ဆက်တဲ့ကြာပန်းပြူပြူတစ်စီးလဲပါလာပါတယ်။မမို့အလုပ်တွေရှုပ်နေလား။မရှုပ်ပါဘူးဦးရမင်း။လာပါထိုင်ပါအောင်။မမိုးအောင်ကဧည့်ခံဖို့ပြင်ပေမဲ့ဦးရမင်းကသူမရဲ့လက်ကိုအသားအရစုပ်ကင်ပြီးတားလိုက်ပါတယ်။မမို့ငါမင်းကိုပြောစရာရှိတယ်။အရင်ကတော့မင်းကိုကူညီပေးရင်တဲ့စိတ်တနာတဲ့စိတ်နဲ့ငါဆောင်းလျှောက်ခဲ့တာပါ။ဒါပေမဲ့အခုတော့အဲ့ဒီစိတ်တွေကအချစ်အဖြစ်ပြောင်းလဲသွားပါပြီ။မင်းဟာနုံထဲကပွင့်လာတဲ့ကြာပန်းလေးဖြစ်ပေမဲ့ငါအတွက်တော့ကဘာပေါ်မှာအလှပဆုံးနဲ့အမုံမြတ်ဆုံးပန်းလေးတစ်ပွင့်ပါပဲ။ဦးရမင်းကကြာပန်းစီလေးကိုမမိုးအောင်ရဲ့လက်ထဲကိုထည့်ပေးလိုက်ရင်းနဲ့ငါရဲ့လက်တွဲဖို့အဖြစ်မင်းကိုတရားဝင်တောင်းဆိုပါရစေ။မင်းရဲ့အတိတ်ကိုငါမေးပြလိုက်ပါပြီ။ငါရဲ့အနာဂတ်မှာမင်းရှိနေပေးနိုင်မလား။မမိုးအောင်မျက်ရည်တွေဝဲလာပါတယ်။သူမဟာရွှေကြားလို့အနှိမ်ခံရတဲ့ဘွားကနေအခုတော့တန်ဖိုးထားမျက်နှိုးခံရတဲ့ဇနီးလောင်တစ်ယောက်ဖြစ်ပြောင်းလဲသွားရပြီမဟုတ်လား။ကျမမှာအပြစ်တွေရှိတယ်လို့ဦးရဲမင်းမထင်ဘူးလားယင်။မင်းမှာအပြစ်မရှိပါဘူးမမို့အပြစ်ရှိတာကမင်းကိုအခြေအနေရတွန်းပိုးခဲ့တဲ့လောကကြီးနဲ့လူယုံမာတွေပါပဲမင်းကတော့အမြဲတမ်းဖြူစင်နေခဲ့တာပါမမို့အောင်ခေါင်းငိမ့်ပြလိုက်ပါတယ်သူမဟာဦးရဲမင်းရဲ့ရင်ဝင်ထဲမှာလုံခြုံမှုအစစ်မှန်ကိုရှာတွေ့သွားခဲ့ပါပြီတနစ်ခန့်ကြာပြီးတဲ့နောက်မှာမြို့ပေါ်ကအထင်ကြီးဟိုတယ်ကြီးတစ်ခုမဟုတ်ဘဲနဲ့ဦးမင်းဦးရဲ့ခြံဝန်းကျဲကြီးထဲမှာရုပ်ရှင်နဲ့မင်္ဂလာပွဲလေးတစ်ခုကျင်းပနေပါတယ်မမို့အောင်ဟာဝစ်စုံအဖြူလေးနဲ့တိတ်ကိုလှပနေပါတယ်သူမရဲ့ဘေးမှာတော့သူမကိုဂုဏ်ယူစွာကြည့်နေတဲ့အမေဒေါ်စိန်အေးနဲ့မောင်လေးနှစ်ယောက်ရှိနေပါတယ်။ဧည့်သည်တွေကြားမှာတော့ဟိုးတုန်းကရွှေကြာမာလေးဆိုတဲ့သတင်းစကားတွေမရှိနေတော့ဘဲနဲ့ရှိနေတာကတော့ဂုံသိက္ခာရှိတဲ့တထေးကတော့မမို့အောင်ဆိုတဲ့ချီးမွမ်းတန်တွေပါပဲ။မမို့အောင်ကခြံထဲမှာကြာကန်လေးကိုကြည့်ရင်းနဲ့ပြုံးလိုက်မိပါတယ်။နုံထဲမှာပွင့်ပေမဲ့နုံမတင်တဲ့ကြာပန်းလေးဆိုတဲ့အဖွားအိုရဲ့စကားဟာသူမဘွားရဲ့စောင်းဖို့တစ်ခုဖြစ်သွားခဲ့ပါပြီ။မမို့အောင်ဟာသူမရဲ့ဘွားကိုအမောင်ထဲကနေအလင်းထဲကိုဆွဲတင်နိုင်ခဲ့ပါပြီ။သူမဟာရွှေကြာတပွင့်ဖြစ်ခဲ့ဘူးပေမဲ့အခုတော့အားလုံးရဲ့လေးစားအားကြရတဲ့ရွှေကြာမာလေးမိုးမိုးအောင်အဖြစ်ဘွားကိုအောင်မြင်စွာအဆုံးသတ်လိုက်ပါတော့တယ်ဗျာ။